စာလံခန်းကြီး90အငယ်15အမှုရောက်သည့်ကာလ၌ငါ့ကိုပတနာပြုလောငါသည်ကယ်လွတ်မည်တင်သည်လည်းငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏ဆိုပြီးမှဖော်ပြထားတာကိုသိနေရမှာဖြစ်တယ်ဆိုတော့ကလူတိုင်းကတော့ကိုယုံကြည်ရာကိုးကွယ်ပြီးမှဖះရှိမှန်းတော်သိကြတယ်အဲ့ဒီဖះကြောင့်ပဲကျွန်တော်တို့ကယနေ့ချိန်ထိအသက်ရှင်နေထိုင်နေနိုင်တာဖြစ်တယ်တို့ပေမဲ့လည်းကျွန်တော်တို့အသက်တာမှာဘုရားသခင်ရဲ့ကြီးစုတွေကိုမေ့လျော့ပြီးမှအသက်ရှင်မိတဲ့အချိန်တွေကခက်များဖြစ်တယ်။တနည်းအားဖြင့်ဘန်းစကားနဲ့ပြောမယ်ဆိုရင်ဂယုမဆိုင်မိတာအလေးမထားမိတာအချိန်တွေကခက်များဖြစ်တယ်။သို့တော်လည်းကျွန်တော်တို့အသက်တာမှာတကယ်တမ်းဒုက္ခကြုံပြီးဟဲ့ဘေးကျနံကျက်နဲ့ကျွန်တော်တို့ဘေးမှာကယ်တဲ့သူတရားမှမရှိတော့တဲ့အချိန်မှာရှေ့ဥစွာကျွန်တော်တို့တတိယပြီးမှတန်တာခေါ်လိုက်တဲ့အရာကဘုရားခင်ပဲဖြစ်တယ်ကျွန်တော်တက်တာထဲမှာတော့ကျွန်တော်ခေါ်လိုက်တဲ့အခါတိုင်းမှာဘုရားခင်ကကျွန်တော်ကိုကယ်လွတ်ပေးတယ်ချမ်းသာမှုပေးတယ်ဘုရားခင်ရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်ဟာယနေ့ချိန်ဒီအသက်ရှင်နေထိုင်နေရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တက်တာထဲမှာတော့ဘုရားခင်ရဲ့ကျေးဇူးဟာရေတွက်လို့မကုန်နိုင်ဘူးချီးမွမ်းလို့မဆုံးနိုင်ဘူးဖြစ်တယ်